ဒီနေ့ညမှာပဲမန္တလေးမှာလူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။မန္တလေးမြို့မဟာအောင်မြေမြို့နယ်89လမ်းနဲ့80လမ်းကြား40လမ်းနဲ့41လမ်းကြားမှာယနေ့ည9:20အချိန်ခန့်ကလူနေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းခံရခြင်းဖြစ်ပြီးတော့မိနစ်ပိုင်းအတွင်းမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဖြစ်စဉ်အသေးစိတ်ကိုတော့စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။မီးလောင်ကျွမ်းတဲ့နေရာကိုမီးငြိမ်းသတ်ရန်ရေတဲရင်မီးငြိမ်းသတ်ရင်အုပ်ချုပ်မှုရင်တွေနဲ့မီးတပ်တပ်ဖွဲ့ဝင်တွေကမီးငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။ဒီရက်ပိုင်းတွင်မှာမန္တလေးကမီးလောင်မှုတွေခဏဖြစ်ပွားနေတာကိုတွေ့ရပါတယ်။ဒီနေ့လောင်ကျွမ်းခဲ့တဲ့မီးရလည်းအတော်လေးကြီးတယ်လို့မန္တလေးမြို့ခံတွေကဆိုပါတယ်။လိုပဲဖြစ်ဖြစ်မီးဘေးအန္တရာယ်ကိုသတိထားကြဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်။အားလုံးပဲဘေးအန္တရာယ်တွေကင်းဝေးကြပါစေ။